ဟာဘိုက်စာနေရတယ်မမချက်တာလေအတော်ပဲဗျာဆဲပြီနော်မဘောက်တာလေနင်ကမမေးနဲ့နင်ဘောက်တာလေပြောစားမလို့လေဟဲ့စားလို့ရှင်မိဦးဖောက်အချောက်ဦးတဲ့ဩဘယ်နာမီဦးဖောက်အချောက်ဦးလို့မီဦးဖောက်ဆရာဦးsorry မိဦးဖောက်ဆရာဦးတဲ့နင်ဦးချကြီးမှာစားမယ်လေဦးချကြီးမှာစားမယ်ဟုတ်တယ်လေအမဦးချပါတယ်ဆဲပြီနော်ဘာလို့ပြန်ပြီလို့မမရဲ့နင်နားမလဲကဟမ်နင်ကဘာလို့ဦးချလဲပြောစမ်းမမလည်းဦးချဆိုလုံးချီပြီးဦးချလိုက်တာလေအဲ့ဦးချခိုင်းတာမဟုတ်ဘူးဟမ်နင်စားဦးစားပြောက်ငါ့ကိုဦးချခိုင်းတာလေဩစားဦးစားပြောက်ဦးချမှာဟုတ်တယ်လေ耶，我A线路，哎表，A线路，A线路，哦，我怕买那边有瓜，都咖啡。ဟဲ့နေပြောတခုမှနားမလဲဘူးဒီမှာလိုက်လာဒီလိုလားတော့ကလိမ့်စာလေးမင်းနေတာမသိတဲ့နေရာပြောမလို့ဆိုတော့တခုတည်းတော့ပြန်မပြောကြဘူးဟဲ့ငါတို့ပြောနေတယ်လေနေမကြားတာလေဟမ်ဟိုငါတို့ပြောနေတယ်မင်းကမကြားတာဘာကြီးပြောကြည့်ကြည့်ပြောစမ်းပါဟဲ့ငါတို့လည်းပြောနေအကျေကြီးပဲပြောနေတယ်လေနေမကြားနေတာနေမတူလေဩကျွန်တော်ဒလီလာပို့တာပါလိမ့်စာမသိလို့လေအဲ့လိမ့်စာလေးဘယ်နာလဲလို့အမှန်လေဒီကောင်မလားဒီကောင်မဟိုဘက်တိန်ကျော်အဲ့ဘက်တိန်ကျော်သွားလိုက်ဩဟုတ်ကဲ့ဟုတ်သွားမင်းလောက်တာငါထမင်းစားပြစ်တယ်ငါထမင်းစားနေတာကွာဟောအဲ့ဒါကြာကြာထမင်းစားခေါ်တော့လေဟဲ့မင်းကမခေါ်ဘူးလေလုံးထမင်းမစားမခေါ်ဘူးနော်ထမင်းစားမခေါ်ဘူးဩစားမယ်ဟောစားမယ်လို့ဒီမှာတော့မစားလာခဲ့လို့ဟောကျေးဇူးပါဟောကျေးဇူးပါဟောဟဲ့နေအောင်ငါတို့စားနေတာဩစားမယ်လို့ကိုဒါပါဟင်းလေကြက်သားလေဟမ်ကြက်သားဩဝတ်သားကြိုက်တယ်ခင်ဗျဝတ်သားကြိုက်တယ်ဝတ်သားလေးကြိုက်တယ်ဘာတက်တယ်ဒီလေဟမ်နာမကြောက်ကြောင်စော်ပြီးတော့ရှိသမျှထမင်းဟင်းတွေကိုစားပလိုက်တယ်ဟမ်ခုတော့ငတ်လိုက်တာလို့စားမယ်ဆိုပြီးအားနေတာတာကွာအခုတော့ကုန်ပြီကြည့်ပါစက်လုံးဝချတာလည်းကုန်သွားပြီစက်သားတွေလည်းကုန်သွားပြီငါပြီပဲချန်ခဲ့ငါပြီလေးပဲချန်ခဲ့တော့လေအဲ့ဒါနေလောက်တာကျွန်တော်ဘာလုပ်လို့ဒီစကားရောမလို့ဖြစ်သွားတာလေအကောင်စားရဲ့အမလည်းလုံးပြန်လေဘာလဲလုံးလာတော့ဒီကောင်ဒီကောင်အမတော့ဦးဆိုင်ပါဘာ别管了，我嘞。ဟုတ်သမီးဘာလို့ရှာနေတာလဲဒီမှာတော့ကိုကပြဲလို့မင်းသမီးဒီနားမှာရွှေပြင်းတဲ့ကောင်ထားတာကိုမရှိတော့ဘူးဘယ်မှာလဲတွေ့သေးလားအော်ဘယ်တွေ့မလဲသမီးရဲ့ညီမလဲရွှေပြင်းတဲ့ခါမှုမတွေ့တော့လဲကိုမတနာခါမှုနဲ့ကြောက်ရင်ရှိတာသွေးလိုက်ပါလားဟာမင်းကလည်းအဲ့ဒါကိုတွေးမလိုက်ချင်ပါဘူးအချိန်လည်းကုန်တယ်လူလည်းပင်ပန်းနဲ့ရွှေပြင်းတဲ့ခါကရေလေးထည့်ပြီးတော့ဟောလင်းလိုက်ရုပ်ပဲအမေရဲ့ကဲအဲ့ဒါဆိုလဲငါလည်းမသိတော့ဘူးနေတွေ့အောင်လာရှာအမေပါကူရှာပေးမယ်ငရဲကြတယ်ငရဲသားကြတာပဲကြားချင်တဲ့နေရာကြားပြီးတော့ရွှေပြင်းတဲ့ခါကိုခေါ်လိုက်ပါလေဆိုတော့ဘယ်လိုလုပ်ကိုကိုယ်ကြည့်ရမှာလဲလို့ကောင်မနော်နောက်ကငါတက်ကြည့်လို့လာပြီးငါမတိုက်ဘူးမင်းကလေးကကိုတပွေတော့မရှိတော့ကိုဝယ်သားတယ်လေဟဲ့ညီမလေးလိုမင်းကလေးတွေကလေရွှေပြင်းတဲ့ခါကိုတက်တယ်ထားပါတော့ကိုကြီးလိုဝဲတယ်ဆိုတာတက်ကြတယ်ကမ္ဘာနဲ့တော့ကောင်းတော့ပါလေပုံချင်ကြောင်ကောင်းမငါများတက်တာကောင်းပါကောင်းပါနော်လိမ့်လာလိုက်တာနဲ့ဖုတ်ဆုံးကိုယ်ကောင်ကြာနေတာပဲအာမင်းလည်းတွတ်ဆုပ်တော့မှာဘာဖုတ်ဘူးလေအေးရှင်တို့ဘူးလေပုံပြရတယ်ခဏဟုတ်ကဲ့ခဏတော့ခေါ်ကြအောင်မယ်တော့သိနေကြတာလို့ဟမ်ဟုတ်ကဲ့အနည်းဘူးလေဒလီပို့တယ်နော်ခဏတော့ဒီလက်နဲ့ပဲ့ရောဘယ်တော့တော့မဟုတ်လေခဏအေးချမ်းပေါက်ကြည့်လေဒုက္ခပဲဟောတမီးပစ္စည်းမလာတာဟောပစ္စည်းမလာခံရလားဟုတ်ကဲ့အဲ့ဒါခဏဒီဟိုမောကလည်းခါစလက်နော်အမလေးသမီးရဲ့ရွှေပြည်နန်းတနာ
ခါတွေမှားရည်လား ဟုတ်တယ်အမေရဲ့သမီးကရွှေပြည်နဲ့တနခါကိုတက်ကြက်တာလေပြီးတော့လေအမေရွှေပြည်နဲ့တနခါလေဟိုးရင်ကတော့မဟုတ်တော့ဘူးအမေရဲ့အခုလာတဲ့ရွှေပြည်နဲ့တနခါဘူးလေးတွေမှာလက်ဆောင်ပစ္စည်းလေးတွေထည့်ပေးထားတယ်ပြီးတော့လေရွှေပြည်နဲ့တနခါဘူးကြီး140ဒေါ်လာနဲ့ဘူးလက်50ဒေါ်လာတော့မှအမျိုးအစားပေါင်း14မျိုးတော့ပတ်ထားတာအမေရဲ့ ဟုတ်လား ဟုတ်တယ်ဗျာဟုတ်တယ်အခုဆိုလို့ရှိရင်လေရွှေမြင်းတနခါကိုမြန်မာနိုင်ငံမှာရှိတဲ့လူကြီးလူငယ်တော်မကတော့ပဲလေတခြားသောပြည်ပနိုင်ငံတွေရဲ့မကတကဘာလုံးတော့တုံးဆွဲနေကြပြီ ဟုတ်တယ်ဟုတ်တယ်အမေဟုတ်တယ် ရွှေမြင်းတနခါမွေးလေးမွေးအေးလေးလို့လေတနိုင်ငံလုံးမကဘူးကဘာပါထိုးဖောက်နိုင်တယ်ပေါ့ဗျာအဲ့တော့ပြီးတော့သူ့ရဲ့အားသာချက်ထူးခြားချက်တွေကတော့ကျွန်တော်မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်တော့တကဘာလုံးမှာဖြစ်ဖြစ်ကဘာမှာတစ်ခုတည်းတည်းတော့တနခါပြတဲ့ကုမ္ပဏီဖြစ်ပြီးတော့တနခါစိုက်ခင်ပေါင်းများစွာကိုပိုင်စနစ်ကြတဲ့စိုက်ခင်ပြုလုပ်ထားတဲ့ရွှေပြည်နဲ့တနခါပဲဖြစ်တယ်ခင်ဗျာ ရွှေပြည်နန်းတနခါကိုအခုဆိုရင်အမျိုးအစား14မျိုးထွက်ရှိထားတဲ့အထက်မှာရွှေပြည်နန်းအသစ်ထွက်တဲ့စိုက်သိန်း25 gram မှာဆိုရင်ရှင်မတောင်ရှားဆောင်အသားဖြူတန်မြာနဲ့ဂန်းငေါ်ထွက်ရှိထားပါတယ်ဘူးသေး25 gram ဘတ်ဂျက်ဆိုင်သေးလေးကိုတော့ပြိသက်တောင်းဆိုချက်အရာထွက်ရှိထားပါတယ်အမျိုးမျိုးနယ်နယ်ရှိစိုက်တိုင်းမှာဝယ်ယူရရှိနိုင်ပါတယ်မြန်မာနိုင်ငံရဲ့တနခါဈေးကွက်90%ကိုလည်းထိုးဖောက်အောင်မြင်ထားတဲ့ရွှေပြည်နန်းတနခါဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒါမှမကထိုင်းနိုင်ငံမလေးရှားနိုင်ငံဖိလစ်ပိုင်နိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာပါနာမည်ကြီးနေတဲ့မြန်မာတို့ရဲ့ဂုံဆောင်တနခါ brand ရွှေပြည်နန်းအတွက်ဂုံယူဝမ်းမြောက်ပါကြောင်းသတင်းကောင်းပါလိုက်ပြစေရှင် ဒါလည်းပဲလေမင်းတို့တနေ့ပတ်လုံးတောင်းတာဝင်ကလေးများဆုံးရတဲ့အနေနဲ့ဒါလည်းပဲလေပေါသူချနားတော့ကွာဖားနေတယ်ခေါင်းစုကဘလို့ချနေတာလဲကျန်ငါခေါင်းဆောင်နော်ဟောโอเคသိလိုက်မယ်မင်းတနေ့ပတ်လုံးတောင်းတာဝင်ကလေးအများဆုံးရတယ်နဲ့မင်းတို့ရွှေနာကြီးဘာမှမင်းတို့ရွှေလက်ပြောကြိုက်လားကြိုက်တယ်တောင်းကန်နေကြရင်မင်းတို့ဘလို့တောင်းရမလဲဆိုစီးကက်ချက်တွေမင်းတို့ငါပြောတာမှတ်မိလားအမှတ်မိတယ်ပြောစမ်းမနက်ခင်းမိုးလင်းတာနဲ့ရွှေပြည်နန်းတနခါလူတောင်းရမှာโอเค တမောက်တွေကိုကိုကယူရပါမယ် right အနှုတ်ထဲလို့ခွာဆောင်နဲ့ခုတ်ရပါ okay ပတောင်းနဲ့ထဲလို့ယူတင်ဆက်ဆံအောင် very good ကျွန်တော်နေလားအော်မဟုတ်ကျွန်တော်အိမ်လည်းကျွန်တော်နင်းလာတာအော်ကိုကျွန်တော်မတွေ့တာဟိုကျွန်တော်အဝေးရက်ကြည့်တော့စွတ်ကြိလှမ်းထားတယ်ထင်လို့ပါကိုမင်းမရိုက်လိုက်အော် okay အော်လူပဲဟုတ်တာပဲအော်ကို sorry တော့ပေါင်လဲကိုအကိုတို့ကြည့်ရတာတောင်မြုံကအချောင်းနဲ့တွေ့ရနော်မရိုက်လိုက်လားကွာတောင်မြုံအချောင်းဖြစ်ကြလားမသိဘူးလေအကိုတို့လေပြင်းဆွေးကြိုးတူကြီးနေလေဟာအေးအတူဝေးကြအစ်စ်ကွာဆွေးကြိုးလေ စစ်တယ်အစ်စ်တယ် ဟုတ်တယ်အစ်စ်တယ် ဆွေးကြိုးစစ်တယ်ဟုတ်တယ်အကိုတို့ကဘာတွေလဲဘာလို့ကတရောင်းသားတွေအော်တရောင်းသားတွေဟုတ်တယ်တရောင်းသားတော့ရိုးတရောင်းသားမဟုတ်နော်အထက်တန်းသားတရောင်းသားအထက်တန်းသားတရောင်းသားဟုတ်တယ်အော်တရောင်းသားတော့အထက်တန်းသားအောက်တန်းသားရှိတယ်အော်ဟုတ်ကဲ့အော်ကျေးဇူးတင်ပါတယ်ဗျာဘာဖြစ်ဖြစ်ကျွန်တော်လည်းကုသိုလ်ရပါတယ်ကျွန်တော်ဟိုလူလိုက်အောင်မယ်နော်လူငွေတော့လက်ခံတယ်မလားလက်ခံတယ်ဟုတ်ကဲ့ဘာရမို့ကျွန်တော်ဟွာဖို့ဗျာကုသိုလ်ယူတာပေါ့ကုသိုလ်ယူတာပေါ့ဗျာကျွန်တော်လည်းဆူတောင်းပြီးရထောင်ထဲတယ်နော်လဲဘယ်သူခောက်တာလဲ ဘာခောက်တာ ဟဲ့တကယ်ပဲခောက်တာလဲ စီကားပါ စီကတပါးလေးစီက တထောင်လေးထဲလို့လေ ဟဲ့တထောင်နဲ့ထက်လို့ရိုက်တာ ဟုတ်တယ် ဘာမလို့တောင်းသားလဲကွာကြီးကျင်နေနော်နေမထဲဘူးခင်ဗျားကိုပေးကဲညီလေးသွားဆောင်ကြည့်နိုင်တယ်ကွာနော်ရောက်တစ်ဆောင်ထဲတယ်ဟုတ်ကဲ့တစ်ဆောင်လဲကောက်တယ်လေ စီကမ်းပါစီကမ်း ဟုတ်ကဲ့ကျွန်တော်ပတ်စံထဲတော့စီကန်းထိုးပါတော့ကြောက်ပါလို့လား ဟုတ်တယ် ဟမ်ပါလဲစီကန်း ဆရာနဲ့ပြောကြည့်လိုက်လေ ဆရာဘယ်ဆရာလဲဒီမှာခင်ဗျာဆရာဟုတ်တယ်အော်ဒီရက်ဒီလက်မောင်းဒီတောင်နဲ့ဒီနှာခေါင်းနဲ့ तू ကဆရာဟုတ်ကဲ့ဘာဆရာလဲတော့ကနေများနေဟုတ်ကဲ့အခုဘာဆရာမင်းတို့တစ်ထောင်နဲ့ထဲလို့မင်းတို့ရိုက်တာတောင်းထဲမရိုက်ဘူးအော်နဲ့တတောင်းနဲ့ထဲမရိုက်ဘူးမရိုက်ဘူးတစ်ထောင်နဲ့ထဲလို့ရိုက်တာဟုတ်တယ်အော်ဒါစီကန်းလားဒါမင်းတော့တစ်ထောင်နဲ့ထဲလို့မင်းအဲ့လောက်ပဲရိုက်တာတရားနဲ့ထဲမသိဘူးအေးအော်တရားနဲ့ထဲတော့သိပြီသိပြီအော်ဟုတ်ကဲ့အော်ဘလို့ဟောဒီနဲ့လာတိုးနေမှမသိဘူးဒါနဲ့မရပါဘူးကျောက်ကဒလီပိုးတဲ့ကောင်ဗျဒလီပိုးတဲ့ကောင်ဟုတ်တယ်အခုတနက်ခါဘူးတရားမှာတော့သူကြောက်တော့ပုတ်ပေးမလို့ဖဲ့နေဟမ်ငါဒလီပိုးတဲ့ကောင်ဆိုရင်ငါရွှေပြည်နယ်တနက်ခါဘူးတရားမှာလားလို့မင်းမေးတာရွှေပြည်နယ်တနက်ခါဘူးတရားခင်ဗျားမှာလားငါမှာလားတော်တော်ခင်ဗျားနာမည်ကဘာဟဲအော်တလောင်းသားဘာဟင်းဆိုခင်ဗျားလားဟုတ်တယ်အော်ခင်ဗျားကရွှေပြည်နယ်ဘူးတရားလုံးခင်ဗျားမှားနိုင်တယ်ပေါ့မင်းကအထင်သေးလိုက်ရှိုးလိုက်နော်ဟုတ်ကဲ့ရှိုးလိုက်နော်အော်ဟုတ်ကဲ့ဘာပါနော်ဟုတ်ကဲ့အဲ့ဒါဘာကြီးလဲလက်စွပ်လေအော်ဟုတ်ကဲ့မြင်ဘူးလားဟုတ်မြင်ပါလေကြောင်တောင်မလုံးနဲ့နော်ကြောင်တောင်မလုံးနဲ့တော့တောင်ကျွန်တော်မလုံးရဲပါဘူးကိုလေးရဲ့ဟုတ်ကဲ့ဒေးလာဖို့လားဟုတ်ကဲ့ဒေးလာဖို့လားဟုတ်ကဲ့စမနေဘူးပြဟုတ်တယ်ဟုတ်ကဲ့ရလား မောင်တော့ဟုတ်ကဲ့
ဟုတ်ပဲကောင်းပါတယ် ဟိုဒလီကဟောရေရှင်းမိတာโอเคရှင်းမိတာโอเคလာလိုက်တာသရောင်းသားမိသားစုလေးကြာနေကြပဲအိုးဒုက္ခပဲသရောင်းသားလေးမပြေးလိုက်မယ်နော်ကတောင်းစားကားနဲ့ဟူစီွားတာအမလေးစောက်ကြီးစောက်တယ်နာလိုက်တာကွာ